ဒီမျိုးသားရဲ့ခန္ဓာကိုယ်ကသူမနဲ့မတူဘူးဆိုတာကိုသိလိုက်ရပါတယ်သူမဟာသူ့ရဲ့ခန္ဓာကိုယ်ကိုတေးသေးချာချာကြည့်ရှုစစ်ဆေးဖို့ဆိုတင်းပြောဆိုခဲ့ပေမဲ့ဂျက်ကတော့ပြက်ပြက်သားသားပဲညှစ်ဆိုခဲ့ပါတယ်မထင်မှတ်ထားတာကတော့ဂျက်ရဲ့ရင်ထဲမှာလည်းသူမရဲ့အပြုအမူတွေကြောင့်ပြောင်းလဲမှုတွေစတင်ဖြစ်ပေါ်နေတာပါပဲသူမရေချိုးတဲ့အခါတိုင်းဂျက်ကတကားကြားကနေချောင်းကြည့်လေးရှိပြီးအဲ့ဒီနောက်မှာတော့စိတ်တည်ငြိမ်သွားအောင်ပင်လယ်ထဲကိုခုန်ဆင်းသွားတတ်ပါတယ်သူတို့ဟာဒီထီးကြံကျွန်းလေးပေါ်မှာပဲမွေးဖွားကြီးပြင်းလာခဲ့ကြတာပါအမေကလွဲရင်တခြားဘသူစိမ့်ကိုမှတခါမှမမြင်ဘူးခဲ့ကြပါဘူးတနေ့မှာတော့မိုးတွေအရမ်းရွာသွန်းပြီးသူတို့ရဲ့အိမ်လေးကမိုးရွာလာပါတယ်အမေဟာအမိုးပြင်ဖို့အတွက်မိုးထဲလေထဲမှာအိမ်ကောင်မိုးပေါ်တက်ခဲ့ရာကနေဖျားနာပြီးမကွယ်လွန်ခင်မှာစကားတခုပြောခဲ့ပါတယ်ဂျက်ဟာသူမရဲ့တာရင်မဟုတ်ကြောင်းနဲ့သူတို့နှစ်ယောက်ဒီကျွန်းကနေထွက်မသွားနိုင်ခဲ့ရင်အိမ်အောင်ပြုကြဖို့မှာခဲ့ပါတယ်ဒါကြောင့်အရွယ်ရောက်လာတဲ့အခါသူတို့နှစ်ယောက်လက်ထပ်ခဲ့ကြပါတယ်အဲ့ဒီနေ့မှာဂျက်ကကြောက်ဆောင်ကြားကနေကမာကွန်တစ်ခုရှာတွေ့ခဲ့ပြီးအထဲမှာတော့ပူလဲတစ်လုံးရှိနေတာပါသူကအဲ့ဒီပူလဲကိုမင်္ဂလာလက်ဆောင်ဖြစ်ပေးခဲ့ပါတယ်ဒီပူလဲလေးကပြဿနာတွေတဲဆောင်လာလိမ့်မယ်လို့သူတို့နှစ်ယောက်လုံးဝမတွေးမိခဲ့ကြပါဘူးအဲ့ဒီနောက်မှာတော့လူစိမ်းတစုဟာသူတို့ကျွန်းပေါ်ကိုရုတ်တရက်ရောက်လာကြပြီးသူတို့နဲ့တွားရောက်တွေ့ဆုံခဲ့ကြပါတယ်မထင်မှတ်ပဲအဲ့ဒီအုပ်စုတွေကမိန်းကလေးတစ်ယောက်ဟာဂျက်ကိုမြင်ချင်းချစ်မိသွားပြီးဂျက်နဲ့ကပ်ပြီးကပ်ပြခဲ့ပါသေးရဲ့ဂျက်ကလည်းသူမနဲ့ရင်းရင်းနှီးနှီးရှိနေတာကိုမြင်တဲ့အခါမှာတော့သူမဟာပထမဆုံးအကြိမ်ဖြစ်ဝမ်းနဲ့ပူဆွေးမှုတွေနဲ့ပြည့်နှက်သွားခဲ့ရပါတယ်သူတို့နှစ်ယောက်ကြားကအခြေအနေတွေကရုတ်တရက်ပြောင်းလဲသွားတာကြောင့်သူမဟာအခန်းထဲကိုဝန်ခံနဲ့ပြေးဝင်သွားခဲ့ပါတယ်အဲ့ဒီမှာသူတို့နှစ်ယောက်ရင်းရင်းနှီးနှီးရှိနေတာကိုမြင်လိုက်ရတဲ့သူမရဲ့နှလုံးသားဟာအစိတ်စိတ်အမွားမွာကွဲအပ်သွားပါတော့တယ်နောက်တနေ့မနက်မှာတော့သူမဟာဆေးရောင်ချုပ်ကိုအသုံးပြုပြီးဂျက်လေကားပေါ်ကဆင်းလာတဲ့အချိန်မှာအဲ့ဒီမိန်းကလေးလိုမျိုးပုံစံတူပြင်ဆင်လိုက်ပါတယ်သူမဟာဂျက်ကိုတွားရောက်ပြသခဲ့ပေမဲ့မထင်မှတ်ပဲဂျက်ကအကျယ်ကြီးရေမောလိုက်ပြီးအဲ့ဒီမိန်းကလေးကိုပဲရှာနေပါတော့တယ်